ဆုံးအမျိုးသမီးဇက်ဆောင်စုကိုကြီးညာတော့မှာဖြစ်ပါတယ်ရှင်2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်စုကိုဖွင့်ပေါက်ကျင်းညာပေးနိုင်ရတဲ့အတွက်အကယ်ဒမီမေတန်းတို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုမောက်မိဖရပါရှင်ရတနာဘုံဖြစ်ပါတယ်ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များရှင်အောင်တီဗီရုပ်ရှင်ထုတ်လုပ်ရေးကဒရိုက်တာမဲမင်းပုံရိုက်ကူးတဲ့မောင်မီပယာဇက်ကားမှာဖြင့်ရတနာဘူဟာလီလီအဖြစ်နဲ့ကြာရစရုပ်မှာမစုံမနစ်ပြီးပြင်းတရုပ်ဆောင်သွားခဲ့ပါတယ်ရတနာဘူဟာဇက်ကောင်းစရိုက်များကိုဇက်နဲ့ညီပြီးပြင်းစွာပြောင်းလဲတရုပ်ဆောင်နိုင်ခဲ့တယ်လို့ဇက်လန်းဇက်ကွက်အချိုးကွေအလှည့်ပြောင်းများမှာမျက်လုံးအမူအရာကိုဟန်အမူအရာအတန်တရုပ်ဆောင်မှုများနဲ့ပိုင်နိုင်တည်သက်စွာတရုပ်တူတရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုရတနာဘူအားမြမရုပ်ရှင်ထူးချွန်စုစီစစ်အကဲဖြတ်ရေးဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းပဲဖြစ်ပါတယ်။အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုရှင်ရတနာဘူရဲ့ကောင်းတို့ရရတရုပ်ဆောင်ပြကွက်အချို့ကိုထုတ်နှုတ်ပြသသွားမှာဖြစ်လို့အပရိသတ်များကြည့်ရှုခန်းစားနိုင်စေရန်တင်ပြလိုက်ရပါတယ်ရှင်။အကြပဲလေ။ဒါလေးထုတ်ထားတာမို့ဟိုမှာဝါဒီလိုအရင်နဲ့ချစ်ပြီးတော့လီမလီလီဆိုပြီးတော့တန်တန်ဆွဲကိုဖြစ်သွားရောဆရာမဘယ်လိုလုပ်လဲဆရာမသာဒီလောက်ကိုအောင်မြင်စေခြင်းနေဆိုရင်လီပါပဲလုပ်လို့ဆရာမမသိချင်အောင်ဆောင်နေပြီထွက်သွားလို့မင်းကပြောနေမလားခုနကတော့သူပဲကလေးကိုရွေးဆိုင်နေပြီးတော့ဒီလိုနှစ်ယောက်တည်းရှိရတော့မှာမင်းဘာဖြစ်ချင်နေရလဲမောင်မဖျားဖြစ်ချင်တာနင်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးနင်ကငါငွေပေးပြီးအိမ်မော်ခေါ်တက်ထားတာတလောကလုံးသိအောင်ငါပြောမှာပြောလိုက်လေဒေါက်တာခင်ရိုးသစ္စာငယ်ငယ်ကရင်းချစ်ခံထားရတယ်ဆိုတာလူတွေသိသွားရင်ရှက်စရာကြီးနော်တမီးအမေတောင်းမှပါတယ်တမီးအမေတောင်းမှပါတယ်တမီးအမေပါစကတောင်းမှဟိုပဲတက်တာလားငါနေတဲ့အိမ်စုံလေးတော့မှသူများနေချမှာဆိုတော့တစ်ချိန်လုံးတောင်းမှနေရတယ်တမီးကရှက်လို့အမေတို့နဲ့ကင်းအောင်နေနေတာတေကန်းပြတ်ထားတာကအခုချိန်ကြီးလာပြီးစုံနေသေးရဲ့အမေလာလာအောင်ပြန်လိုက်တော့ထွက်သွားအကုန်ထွက်သွားထွက်လိုက်သွားတယ်လို့
နေ့စီကနေရော်ချင်းဖြစ်ငါအမကတော့ပို့ယူရအောင်ပါနေ့ကြောင်ငါဘဝတစ်လျှောက်လုံးမရိတ်သမားသမီးဆိုပြီးအပြောခံခဲ့ရတာငါဘက်ကလည်းနားတယ်နေ့မင်းမတတ်မချေဘူးနေ့လေငါ့ကိုပြေးဖို့နေပြစ်ထားတကယ်မလေးစိတ်ကိုထိမ့်မအောင်တကယ်မလေးတကယ်မလေးရဲ့မိခင်တို့မြတ်ညုံဟာသူတိတ်ဖြစ်ချင်တဲ့သီလရှင်ဘဝနဲ့သာသနာရိပ်ကိုခိုးချင်ပေမဲ့ပါနဲ့သမီးတန်ရောစီကြောင့်လောကီကြီးကိုဖြတ်မရဘူးဆရာကြီးကိုခဏခဏရှောက်ခဲ့ဘူးလေတကယ်မလေးကဆန္ဒရှိနေဆိုရင်ဖះရှင်ရဲ့သမီးတော်အနေနဲ့ဆရာကြီးကိုရှင်နာသာသနာပြုနိုင်ပါလေဒါဟာလေကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့အဖြစ်ချင်းဆုံးဆန္ဒဖြစ်မယ်ဆိုတာဆရာကြီးယုံကြည်ပါတယ်ကိုဒုက္ခအပူမျိုးကိုကိုယ်တိုင်နှိမ့်တာမှာစစ်မှန်တဲ့အေးချမ်းမှုကိုရမယ်ဒီကနေ့2025